မောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတာနုဘာဝတောယခာနေဝတသိန္တိဘိတနံယံညီဇေဝနိယံတောရတိန္တိဝမတန္တိတောတစေတရေဘလူးများ၆လက်မှုမပြုအောင်စွမ်းအားထက်လာသောမေတ္တာတုတ်ပရိတ်တော်ကိုနေရောညင်းပါရွတ်ဆိုခြင်းဖြင့်သုခံသုပတိတုတ်တော်စပါပံကိဉ္စိနာပတ္တိဧဝမာတိကုဏုပေရန်ပရိတ္တံတေဗနာမဟေတိချမ်းသာစွာအိယခြင်းနှင့်အိမ်မက်ဆိုးများမမြင်မဲ့ခြင်းစသောအကျိုးများရရှိနိုင်ပါသည်အိုသူတော်ကောင်းအပေါင်းတို့အထက်ပါကျေးဇူးကုန်နှင့်ပြည့်စုံသောမေတ္တာတုတ်ပရိတ်တော်ကိုရွတ်ဆိုကြပါကုန်စို့ကရဏီယမေတ္တမထကုတလေနယန္တတန္တံဗရံအဘိတမစ္စတကောဥစုစသူဟုစုစသူဝသောသတ္တမုဒုနာတိမာနိလောကီလောကုတ္တရာနှစ်ဖြာအကျိုးစီးပွား၌တတ္တိလိမ္မာပညာရှိသူတော်ကောင်းများသည်မေတ္တာမပွားမီအောက်ပါသူတော်ကောင်းကျင့်စဉ်များကိုလိုက်နာကျင့်သုံးရပါမည်တိကုသိုလ်ကောင်းမှုပြုလုပ်ရန်စွမ်းဆောင်နိုင်သူဖြစ်ရမည်နှစ်ကိုယ်စိတ်နှစ်ပါးရိုးသားဖြောင့်မှန်သူဖြစ်ရမည်သုံးစိတ်သဘောထားအထူးဖြောင့်မှန်သူဖြစ်ရမည်လေးမှန်ကန်သောစကားရှိသူဖြစ်ရမည်ငါစိတ်နှလုံးနူးညံ့သိမ်မွေ့သူဖြစ်ရမည်၆ဗမာနထောင်လွှားသူမဖြစ်ရမြတ်စွာဘုရားကသုံးသပ်ပြပုံမှာတန်တုတ်တကောစသူဘရောစအပကိသောစတန်လောကဝုတ်တိတန်တိန်တရိယောစနိပကောစအပကဘောကုလေတောနာနုကိထောခဏိရသမျှနှင့်ရောင်ရဲတင်းတိမ်နိုင်သူဖြစ်ရမည်ရှစ်အစားအစာထွေရာမများသူဖြစ်ရမည်ကိုအလုတ်ကိစ္စနဲသူဖြစ်ရမည်30အသက်မွေးဝမ်းလွယ်ကူသူဖြစ်ရမည်17အိန္ဒြေသိက္ခာရှိသူဖြစ်ရမည်12ရင့်ကျက်သောအသိပညာနှင့်ပြည့်စုံသူဖြစ်ရမည်13မကြမ်းတမ်းမခက်ထန်သူဖြစ်ရမည်14ဆွေမျိုးတကာတကမာများ၌မတွေ့တာသူဖြစ်ရမည်နာသခုဒ္ဒရမာစရေကိဉ္စီယေနဝိညုပရိဥပ္ပဝရေယုံဒုက္ခိနောဝခေမိနောဟွန်တုတဗ္ဗတတ္တာဘွန်တုဒုက္ခိတတ္တာ15အကျင့်ရုပ်ကိုလွတ်ထုတ်သူဖြစ်ရမည်အထက်ပါကျင့်ဝတ်15ပါးနှင့်ပြည့်စုံပြီးနောက်မေတ္တာပွားရမည်ယေကေစိပါဏဗုဒ္ဓတိတတ္တဝါထာဝရာဝနဝတိတာဒီကဝါယေဝမဟန္တာမျက်စိမှာရတကနုကဒုလာနံပါတ်1အားလုံးတရားဝဝိနည်းချမ်းသာကြပါစေ2သက်ရှိတရားဝဝိနည်းချမ်းသာကြပါစေ3ကြောက်တတ်တရားဝဝိနည်းချမ်းသာကြပါစေ4တည်ငြိမ်တရားဝဝိနည်းချမ်းသာကြပါစေ5ကိုရှိခန္ဓာတရားဝချမ်းသာကြပါစေ6ကိုတိုတရားဝကိုတိုခန္ဓာတရဝချမ်းသာကြပါစေခုနှစ်မရှိမတိုကိုရှိခန္ဓာတရဝချမ်းသာကြပါစေရှစ်ကိုကြီးခန္ဓာတရဝချမ်းသာကြပါစေကိုသေးခန္ဓာတရဝချမ်းသာကြပါစေ30မကြီးမသေးအလက်ခန္ဓာတရဝချမ်းသာကြပါစေ17ဝါသောခန္ဓာတရဝချမ်းသာကြပါစေ12ပိန်ကြုံခန္ဓာတရဝချမ်းသာကြပါစေ13မပိန်မဝရကြခန္ဓာတရဝချမ်းသာကြပါစေဒိဋ္ဌာဝယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအာဝိဒုရေဘုဒ္ဓဝတံပဝေတိဝသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာ
14မြင်ရတရဝဝိနေယချမ်းသာကြပါစေ15မမြင်ရပါတရဝချမ်းသာကြပါစေ16ရဝေးနေရှာတရဝချမ်းသာကြပါစေ19ရနီးနေရှာတရဝချမ်းသာကြပါစေ18ဖြစ်ပြီးတရဝဝိနေယချမ်းသာကြပါစေဖြစ်ဆဲတရဝဝိနေယချမ်းသာကြပါစေ20တရဝအချင်းချင်းမေတ္တာနှင်း၍စိတ်ရင်းမလန်မျက်မပြန်တီးခန့်နိုင်ပါစေ21တရဝအချင်းချင်းမငင်းစေပဲအမြဲကရုအလေးပြုကြိုးစုဆောင်ပါစေနာပရောပရံနိကုတ်ဗေထနာတိမင်္ဂေထကနာပရောပရံနိကုတ်ဗေထနာတိမင်္ဂေထကတ္တစီနံကင်စီယာယောတနာပရိကတင်ညနိညမိညတဒုက္ခမိတ်စေယ22တရဝအချင်းချင်းရန်ညိုကင်းချစ်ချင်းမေတ္တာရှိပါစေ23တရဝအချင်းချင်းလေးစားရင်မြဲတင်းရှိပါစေ24တရဝအချင်းချင်းမေတ္တာနှင်း၍ဆင်းရဲဒုက္ခမပေးကြဒုက္ခဆောင်ပါစေ25အများတရဝချင်းချင်းသာဝိတ္တာပွားနိုင်ပါစေမာတာယတာနိယံဗုဒ္ဓမာရုတာဧတဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုတေတုမာနတံဘာဝေအပရိမာဏံတယောက်သားရှင်သူမိခင်မှာတပေးကဖြင့်ချစ်ကျင်သူသားမေတ္တာထားသူအများတရဝစူးစိုက်ခါဖြင့်မေတ္တာရေမျိုးမြတ်စွာဘုရားကပို့ပါပြီလောဆိုဒီမှာအတိတ်ဘဝကအကုသိုလ်ယတင်းစာတပ္ပလောကတမိန်မာနတံဘာဝေအပရိမာဏံဩဒံဒောစာတိရိယေစအတပရံအဝိယမတပတံတလောကလုံးမေတ္တာဖုံအောင်ကြဲကြဲပြင်းပြင်းမေတ္တာပို့ပါအောက်ထက်သီလာမျက်နာအားလုံးပြန်းနှံ့အောင်ရန်သူမိတ်ဆွေနှထွေခွဲကြမထားပဲမေတ္တာပို့ပါဒိဋ္ဌံစရံနိသိဏောဝဒါယနောယာဝတတဝိတမိတ်တော်ဧတံတရေအဒိဋ္ဌေယဗျမ္မမေတံဝိဟာရမိရမဟုမေတ္တာပို့ရန်အချိန်အခါမှာအထူးကန့်သက်ချက်မရှိပါအိပ်ပျော်ချိန်မှတပါကြံသောအချိန်များသည်မေတ္တာပို့ချိန်ဖြစ်ပါသည်တကယ်တမ်းမေတ္တာပို့နေသောသူတော်ကောင်းကိုဗျမ္မဝိဟာရမြင့်မြတ်စွာနေထိုင်သူဟုဖျားမြတ်စွာချီးကျူးတော်မူပါသည်ဒိဋ္ဌင်းစာနိပကံမသီလဝါရတနိနာတံမံတော်ကာမေတုဝိနေယဒီရန်နာဟိသာတို့ကဗ္ဗတိယပုဏ္ဏဝေတိတကယ်တမ်းမေတ္တာပို့နေသူသည်ကလျာဏပုတုဇဉ်ကနေသုလသောတာပန်မဟာသောတာပန်တဂရကံအနာဂံအထိဖြစ်နိုင်ပါသည်ဤတွင်မေတ္တာသုံးမြန်မာပြန်ပြီးပါပြီသာဓုပါဗျာ